မင်္ဂလာပါဒီ base ကနေပြန်နေကြိုဆိုပါရစေဒီနေ့ကျွန်တော်သင်ပေးမယ့် strategy တစ်ခုကတော့ price ကိုအရိုးရှင်းဆုံး EMA 50တစ်ခုလေးနဲ့ဘယ်လို trade လုပ်လို့ရမလဲဆိုတော့ strategy ဖြစ်ပါတယ်ဆိုတော့ဒီကြောင့်ပြောခင်မှာကျွန်တော်ဒီ base ကနေပြီးတော့မှတိတ်မကြခင်မှာ coaching program တွေစဖို့ရှိပါတယ် free coaching program တွေရှိမယ် paid coaching program တွေရှိမယ်ပေါ့နော်ပြီးတဲ့အခါကျလို့ရှိရင်ကျွန်တော် DBS မြန်မာ DBS crypto နဲ့ DBS forex သုံးခုစလုံးပါလေကျွန်တော်အခုတင်နေတဲ့ free content တွေအပြင်ကိုဒါ membership content တွေစပြီးတော့တင်သွားဖို့ရှိတယ်။အဲ့တော့ DBS crypto နဲ့ DBS မြန်မာနှစ်ခုကတော့အခု membership စပြီးတော့ join လို့ရနေပြီ။ DBS forex ကလည်းဒီလထဲမှာပဲပြည့်သွားတော့မယ်ပေါ့နော်။ဆိုတော့ limit ပြည့်တော့မှတော့ join လို့ရမှာဆိုတော့စပြီး join လို့ရလိမ့်မယ်။အဲကြလို့ရှိရင်ကျွန်တော်စပြီးတော့တင်မယ်ပေါ့နော်။ဆိုတော့ကျွန်တော်တို့အဓိကတင်မယ့်အကြောင်းအရာတွေကတော့ဒါကျွန်တော်တို့ပုံမှန်သွားမယ့် education တွေကျွန်တော်တို့ analysis တွေကျွန်တော်တို့လုပ်နေတဲ့ဒီ trading နဲ့ financial နဲ့ပတ်သက်တဲ့ products တွေကျွန်တော်တို့ရဲ့ဒီ activities တွေဒါတွေအဓိက member only content တွေနဲ့ကျွန်တော်တို့တင်သွားမှာပေါ့နော်ဆိုတော့ဒါလေးတွေစိတ်ဝင်စားရဆိုလို့ရှိရင်ကျွန်တော်ဈေးအများကြီးမယူထားပါဘူးဆိုတော့ DBS မြန်မာကကျွန်တော် DBS forex နဲ့ crypto ထက်ဈေးပိုများပါတယ်ဘာလို့လဲဆိုတော့ DBS မြန်မာမှာ DBS forex ရော crypto ရောကဟာကိုတင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ဆိုတော့ DBS မြန်မာကို subscribe လုပ်ထားပြီးဆိုလို့ရှိရင်DBS forex က crypto ကိုလုပ်เสียမလိုပါဘူးတကယ်ပြီးကိုက DBS ဟို crypto ကိုပဲတည်တံ့စိတ်ဝင်စားရဆိုလို့ရှိရင်တော့ DBS crypto ကို subscribe လုပ်လို့ရတယ် DBS forex ကိုပဲforex အကြောင်းကိုတည်တံ့စိတ်ဝင်စားရဆိုလို့ရှိရင် DBS forex တခုတည်းကိုပဲ subscribe လုပ်လို့ရတယ်ဈေးက50% တဝက်တတိလျော့သွားလိမ့်မယ်ပေါ့နော်နှစ်ခုစလုံးစိတ်ဝင်စားရဆိုလို့ရှိရင် DBS မြန်မာကိုတစ်ခုကိုလောက်တာနဲ့ကျန်တဲ့နှစ်ခုလောက်စရာမလိုတော့ဘဲနဲ့အကောင်လုံးကြည့်လို့ရမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီအဲ့ပုံစံကြီးကျွန်တော်လောက်ထားပါတယ် membership ဝင်တာတော့ YouTube ရဲ့ဝင်တဲ့ပုံစံတိုင်းပဲပေါ့နော်ဆိုတော့ကျွန်တော်က content ပဲတင်ပေးသွားမယ် YouTube ကအားလုံး handle လုပ်သွားမယ်ပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော် membership program ဖြစ်ပါတယ်နောက်ထပ် free coaching အပိုင်းကိုလည်းကျွန်တော်တည်တံ့ထပ်ပြီးတော့ကြေညာပေးပါမယ်နော်ဆိုတော့ကျွန်တော်တို့ DBS တွေကိုပြန်ပြီးတော့ data လေးပြန်ကန်ရအောင်နော်လောလောဆယ်တော့ကျွန်တော်တို့ဒီမှာstrategy တစ်ခုကျွန်တော်ဒီနေ့သင်ပေးမယ်နော်ဆိုတော့ဘာကြောင့် EMA 50ကိုကျွန်တော်ရွေးတာလဲ EMA 50ရွေးရခြင်းအကြောင်းရင်း၃ခုရှိတယ်ပထမတစ်ချက်ကဒီကောင်ကအရန်လဲမမြန်အရန်လဲမနှေးတဲ့ EMA ဖြစ်တဲ့အတွက်ကြောင့် EMA 200ကနှေးတယ် EMA 50ထဲရောတယ်ဥမာ EMA 9တို့21တို့ကျွန်တော်အရှိမသိငယ်ဟာရှိတယ်လေအဲ့ဒါကြီးကျတော့မြန်တယ် EMA 50ကကျတော့မနှေးမမြန်နော်ဆိုတော့ perfect balance ဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကျတော့ price က EMA 50ကို respect လုပ်တယ်ဆိုတော့EMA 50ဒီ EMA 200လောက်တော့ဒါအရင် respect အပေးမခံရဘူးဒါကသိကြတယ်200ကEMA 200ကအပေးခံရဆုံးပဲဒါပေမဲ့200ပြီးလို့ရှိရင်နောက်ထပ်ပြီးတော့ဟိုတိတ်မြေရှိတယ်100 150ပေါ့ရှိဆိုတော့အဲ့ဒါတွေကကျတော့သူ200နဲ့တိတ်မကွာအဲ့တော့ကျွန်တော်က50ရင်းလည်းမနေရင်းလည်းမမြန်မနေrespect ပေးခံရတဲ့EMA ဆိုလို့ရှိရင်50အကောင်းဆုံးအဲ့တော့ EMA 50ကိုကျွန်တော်ရွေးထားတာပေါ့နော် now one EMA structure simple ဖြစ်တယ်နော်ဆိုတော့ one indicator one rule clean check ဖြစ်တယ် clearer decision better execution ဖြစ်တယ်နော်ဒါပြီးတော့လည်းကျွန်တော်သတိထားမယ့် text လေးတွေကျွန်တော်ပြပြလို့ဆိုဒီ၃ချက်ကြောင့်ကျွန်တော် EMA 50ကိုရွေးတာဖြစ်တယ်ဆိုတော့ EMA trend direction ကရှင်းတယ် EMA 50အောက်မှာရှိရင် down trend ဖြစ်နေမယ် EMA 50အထက်မှာရှိရင် up trend ဖြစ်နေမယ် EMA ကို price က cross လုပ်ပြီဆိုလို့ရှိရင် trend shift ဖြစ်တာဖြစ်တယ် okay အဲ့တော့ချက်ပေါ်ချက်ကြည့်ကြအောင် okay အဲ့တော့ဒါကကျွန်တော်တို့ဒါ Euro USD D1 ပေါ့နော် one day chat ဖြစ်တယ်ကျွန်တော် EMA ထည့်မယ်အဲ့တော့ကျွန်တော်တို့ဒီမှာဒါ trading view software ကိုသုံးထားတယ် trading view မရှိဘူးဆိုလို့ရှိရင်အောက်က link ကနေဖွင့်လို့ရတယ်ကျွန်တော် link လေးပေးထားတယ် free သုံးလို့ရတယ်နော်ဆိုတော့ indicator တွေကိုသွားမယ်ပြီးရင်ကျွန်တော်တို့က moving average exponential EMA လို့ရတယ်လေရတယ်ဒါမှမဟုတ် moving average exponential လို့ရတယ်လေရတယ်ဒီမှာ moving average exponential အပေါ်ဆုံးကကောင်းပေါ့နော်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်တို့ကထည့်လိုက်ပါထည့်လိုက်လို့ရှိရင် EMA ဒီမှာတစ်ချောင်းပေါ်လာတယ်အပြာကောင်လေးတစ်ချောင်းပေါ်လာတယ်ဆိုတော့ကျွန်တော်ကသူ့ကိုလိုချင်တဲ့ setting ပြောင်းရမယ်သူ့ရဲ့ original EMA က9ဖြစ်တယ်အဲ့တော့9ကိုကျွန်တော်က50ပြောင်းမယ်50ပေါ့နော်ပြီး channel ဘာမှမပြောင်းဘူး close တွေပါတယ်အကုန်လုံးဒီတိုင်းပဲထားမယ် smoothing တွေပါတယ်အကုန်ဒီတိုင်းပဲထားမယ် style ကိုသွားမယ်ပြီးရင် style ထဲမှာကျွန်တော်ကသူ့ကိုကျွန်တော်သုံးနေကြဒီအဝါရောင်လိမ္မော်ရောင်ပေါ့နော်ဒီကောင်လေးကိုသုံးတယ်ပြီးရင်ကျွန်တော်ကသူ့ကို thickness ကိုနှစ်ပြောင်းလိုက်တယ်ပါအဲ့ဒါမှပိုပြီးတော့မြင်ရအောင် okay ဒါဆိုရင် EMA 50ဝင်သွားပြီ okay so EMA 50က
ကျွန်တော်ခုနပြောခဲ့တယ်လို့ပဲ trend က EMA 50ရဲ့အပေါ်မှာဆိုရင် up trend ဖြစ်နေပြီ okay EMA 50ရဲ့အောက်မှာဆိုရင် down trend ဖြစ်နေပြီ EMA 50ရဲ့အပေါ်မှာဆိုရင် up trend ဖြစ်မယ် EMA 50ရဲ့အောက်မှာဆိုရင် down trend ဖြစ်မယ်ပြီးရင်ကျွန်တော်ခုနကပြောခဲ့တဲ့အတိုင်းပဲ EMA ကို price ဒီတော့ continuously တွေ့လားကျွန်တော်ဒီမှာလုံးဝ respect ပေးနေတာတွေ့တယ်ဟုတ်နော် so respect ပေးရတွေ့နေမယ်ပြီးတော့နောက်တစ်ခုက EMA shift ကဘာလဲဆိုလို့ရှိရင်ဒီမှာဒီနေရာမှာပေါ့မဟုတ်လား price ဒီ EMA ကိုအောက်မှာနေနေရတဲ့ EMA အပေါ်ကိုပြောင်းပြီးတက်သွားတယ်ဆိုလို့ရှိရင်ဒီမှာတက်သွားတယ်ဆိုလို့ရှိရင် EMA ဒီအပေါ်ရောက်သွားတယ် up trend ဖြစ်သွားတယ်တခါအပေါ်မှာရှိနေရနေအောက်ကိုဆင်းသွားပြီဆိုလို့ရှိရင် down trend ဖြစ်လာတယ်ဟုတ်နော်အဲ့တော့ဒီမှာအောက်ကိုဆင်းသွားရင်အပေါ်ကနေအောက်ကိုဆင်းသွားရင် down trend ဖြစ်လာတယ်အောက်ကနေအပေါ်ကိုဖောက်တက်သွားရင် up trend ဖြစ်သွားတယ်ဆိုတော့ဒါဒီ EMA ရဲ့ခုန trend shift ဖြစ်တယ် okay အဲ့တော့ကျွန်တော်တို့ဒါ trend တွေအကြောင်းသိဆိုလို့ရှိရင်ကျွန်တော်တို့ trend shift အကြောင်းပြပြ okay trend shift က big candle crossover ဖြစ်ကြမယ်ဆိုတော့ခုနကကျွန်တော်တို့ကြည့်လိုက်တဲ့အခါမှာခုနကျွန်တော်တို့ဒီမှာ market ကိုကြည့်တဲ့အခါမှာဒီ candle တွေဒီကျွန်တော်တို့ Euro USD candle တွေဒီ EMA 50ကိုဖြတ်တဲ့အချိန်မှာဒီမှာတွေကျွန်တော်တို့မြင်ရမယ်ပေါ့နော်နှစ်မျိုးနှစ်စားရှိမယ်ဒီလိုမျိုး candle အသေးလေးနဲ့ဖြတ်ချင်တယ်လို့မဖြတ်ချင်တယ်လို့နဲ့ဖြတ်တယ်ဆိုလို့ရှိရင်ဒါဒီ trend shift ယူလို့မရအောင် okay ယူလို့မရအောင်တကယ်တော့ तू ဒီလိုမျိုးသေးသေးလေးဖြတ်ပြီးတော့သွားချင်တယ်သွားတယ်ကျွန်တော်တို့မယူ okay ကျွန်တော်ဘယ်လိုဟာမျိုးကိုယူမလဲပထမတစ်ချက်ဒီလိုမျိုး body အကြီးနဲ့တွေ့လား candle ကအားကြီးနဲ့50ကိုဒီလိုဖောက်တက်ပြီးဖြတ်သွားတဲ့ဟာမျိုးကိုကျွန်တော်ယူမယ်ဒုတိယတစ်ချက်ကဒီလိုမျိုး jump လောက်သွားတဲ့ gap နဲ့ကြော်ချသွားတဲ့ဟာကိုလည်းကျွန်တော်ယူလို့ရတယ်အဲ့တော့အရန်ဖောက်ချင်နေပြီအဲ့နှစ်ခုကဒါပြောရင် EMA 50ကိုအရန်ဖောက်ချင်တယ်လို့ပြောလို့ရတယ်ဒီမှာဆိုလဲလို့တွေ့လားဒီမှာဆိုလဲလို့ပဲတွေ့လားဒီလိုတေးချာဖောက်တဲ့ဒီလို body နဲ့ candle body နဲ့တေးချာပြစ်ပြီးဖောက်ချလိုက်တာပေါ့နော်ဆိုတော့အဲ့လိုဟာမျိုးကျွန်တော်တို့ကယူလို့ရတယ်ဟုတ်ပြီနော်ဒါဒီ EMA 50ကိုတကယ် shift တဲ့ trend shift ပေါ့နော်ဒီမှာကျွန်တော်တို့ဒါတစ်ခုရှိမယ်နောက်တစ်ခုက no reclaim ဆိုတာဘာလဲဆိုလို့ရှိရင်ဖောက်ပြီးမှပြန်ဝင်လာတာနော်ဒါမျိုးပေါ့နော်တွေ့လားဒါဆိုရင် body နဲ့ဖောက်ချတာမှန်တယ်ဒါပေမဲ့ reclaim လုပ်သွားတာပြန်ဝင်လာတာအထဲကိုပြန်ဝင်ပြီးဒီထဲကို body ပြန်ဝင်လာတယ်ကျွန်တော်အဲ့လိုမျိုးယူလို့မရအောင်အဲ့တော့ trend shift ကဒီလိုမျိုးဒီမှာဆိုလို့ရှိရင်ဖောက်တယ်လို့ပါလို့ねအောက်ကိုဒီလိုမျိုးအားနဲ့ဖောက်ချလိုက်တယ်ပြီးရင်ဒီလိုပြန်ဝင်လာတယ်အဲ့ဒါဆိုဒါ trend shift မဟုတ်ဘူးအဲ့တော့ကျွန်တော်တို့နောက်ထပ် candle 2ချောင်း3ချောင်းစာကျွန်တော်တို့ထပ်ပြီးစောင့်ကြည့်တယ်အဲ့ဒါမှပြန်မဝင်လာတော့ဘူးဆိုမှကျွန်တော်တို့ကပြန်စဉ်းစားရမှာပေါ့နော်ဆိုတော့ trade ဖို့ set trade ဖို့ကျွန်တော်လုပ်လို့ရအောင်နော်โอเคတော့အဲ့ဒီဟာကိုကျွန်တော် strategy အနေနဲ့ပြောင်းလဲလို့ရှိရင် strategy နှစ်ခုထွက်လာမယ်ပထမ strategy က trend shift strategy step 1 break ခုနကလို့ကျွန်တော်တို့က break လုပ်အောင်နော်ကျွန်တော်ဒီမှာ example ပြမယ်ကျွန်တော်တို့ဒီမှာဆိုရင်ဒါမျိုးပေါ့နော်ဒီမှာဒီလိုအောက်ကို down နေရနေပြီးတော့ဒီမှာ EMA 50ကိုဒီလိုမျိုး clean break လုပ်ရမယ်ဖြောင်းနေတဲ့ break တစ်ခုလုပ်ရမယ်ပြီးသွားလို့ရှိရင် retest ပြန်လုပ်ရမယ် retest ကဒီ EMA 50ပေါ်ကို price ပြန်လာပြီးနင်းရတိတ်ဆက်နင်းရဟုတ်ပြီ reject အဲ့နင်းတဲ့အချိန်မှာ rejection ပြရမယ်ဒါမှကျွန်တော်တို့ကြည့်လိုက်ပါ clean break သွားတယ်ပြီးလိုက်ပြီးတော့ပထမ1ရက်2ရက်3ရက်မြောက်နေ့မှာ EMA 50ပေါ်ကိုဒီမှာ reject တစ်ခေါက်လာတယ်ဒါပေမဲ့သူကတိတ်ချမထိဘူးမထိရတော့တိတ်မရှင်းဘူး okay နောက်စောင့်ကြည့်ရ4ရက်5ရက်မှာ rejection 1 2 3ပေါ့နော်ဒီရှင်းကောင်တော့ထည့်ကြလို့ရှိရင်9ရက်စလုံး reject လုပ်သွားတယ်အဲ့ဒီမှာကျွန်တော်တို့ candle ပေါ်လာတယ်ဒါဆိုလို့ရှိရင်ဒါကျွန်တော်တို့ဟိုပါပေါ့ hammer ပေါ့နော် hammer candle ပုံစံမျိုးပေါ်လာတယ်ဒီမှာဆိုလဲ hammer ဒါပေမဲ့အောက်ကနည်းနည်းတိုးတဲ့ hammer ဒါမျိုးတွေပေါ်လာအဲ့ဒါဆိုရင်ကျွန်တော်တို့ဒီကနေ trade လုပ်လို့ရတယ်ဘယ်မှာစဝင်လို့ရတယ်ဒီကလေးကဝင်လို့ရတယ်နော်ဒီ hammer candle ပြီးတဲ့နောက်နေ့ကလေးကဝင်လို့ရတယ် stop loss ကဒီအောက်မှာရှိမယ် okay အဲ့တော့ဘယ်အထိ TP ထားမလဲ TP ကအနည်းဆုံး 2R ရှိရမယ်အရှိမရှိခဲ့တဲ့ level တွေနဲ့တိုက်ပါဒီမှာဆိုရင်ဒီ level တစ်ခုရှိရ 2.9R အထိရောက်တယ်နော်ဆိုတော့ဒါဒီခုနကကျွန်တော်ဒီ strategy ပါတော့ဒီ strategy ကရှင်းတယ် clean break ပြီး retest ပြန်ဆောက်ဟုတ်ပြီနော်သူက clean break ပြီး
EMA 50ပေါ် retest လာနေပြီးတော့ rejection မပြမချင်းကန်တဲ့မပေါ်မချင်းမဝင်ရအောင်ကန်တဲ့ပေါ်မှာဝင်လို့ရအဲ့တော့ဒီမှာကြည့်ပါဒီမှာဆိုရင်ဒီရောက်ကဒါဆိုလို့ရှိရင်ဒီမှာရှုပ်ချက်ခတ်သွားတာဒီမှာတစ်ချက် clean break လုပ်တယ်ပြီးတော့ retest ပြန်လာဖို့အတွက်ကိုကျွန်တော်တို့ဒီမှာ trade တစ်ခုဝင်ကောင်းဝင်ရလိမ့်မယ်အဲ့ trade ကရှုံးကောင်းလေးရှုံးနေမယ်နော်ပြောလို့မရအောင်ရှုံးကောင်းလေးရှုံးနေမယ်ဒါပေမဲ့ရှုံးသွားရထားကျွန်တော်ဟိုဒီမှာဒီထိပြန်ရောက်သွားတယ်ဒီမှာပြန်ပြီးတော့တစ်ခေါက်ပြန်လာတယ်ပြန်ပြီးတော့ဒီမှာ retest ပြန်လာတယ်ဒီလို retest ပြန်လာတဲ့နေ့မှာဒီလိုကန်တဲ့အကြီးပေါ်လာဒါဆိုရင်တော့ကျွန်တော်တို့က trade လို့စစဉ်းစားလို့ရတယ်ဟုတ်ပြီနော်အဲ့တော့အကယ်၍ပို့ပြီးတော့ safe ဖြစ်နေတယ်ဆိုလို့ရှိရင် trendship ကိုမ trade နဲ့ strategy နံပါတ်2ကို trade strategy နံပါတ်2ကပါလဲဆိုလို့ရှိရင်ကျတော့50 bounce နော် trend following ဒီကောင်က trend က confirm သွားပြီနော် price က EMA 50အပေါ်မှာရှိတယ်ဒါမှမဟုတ်အောက်မှာရှိတယ် confirm သွားပြီတို့ဆိုရင် trend shift ပြီးသွားတဲ့အချိန်ဆိုပိုကောင်းတယ် okay price ကအဲ့ EMA 50စီကိုပိုးပဲပြန်လာတာဒီမှာကျွန်တော်တို့ခုနကတွေ့လိုက်တဲ့ဟာမှာဒေတာလေးတစ်ခုတွေ့ရတယ်ဒီလိုဟာမျိုးမှာနော်ဒီလိုဟာမျိုးကြည့်လိုက်ဒီကောင်လေး trend shift ဖြစ်သွားပြီလို့ကျွန်တော်တို့ကဒီမှာ rejection နဲ့ဒီလို shift သွားတယ် trend shift ကိုကျွန်တော်တို့မမိလိုက်ဘူးဒီမှာလည်း retest ပြန်မလာတော့အဲ့တော့ကျွန်တော် trade လို့မရလိုက်ဘူးရတယ်အဲ့ trend shift ပြီးသွားပြီဆိုလို့ရှိရင် EMA နဲ့ price တစ်ဖြည်းဖြည်းနဲ့ဝေးလာတာကိုတွေ့လိမ့်မယ်မတွေ့လားတစ်ဖြည်းဖြည်းနဲ့ဝေးလာလေကျွန်တော်တို့ပူးပက်ပြန်လာဖို့အတွက်ဖြစ်နိုင်ကြီးနီးလေးပဲအဲ့တော့ EMA စီကိုပူးပက်ပြန်လာနိုင်ရင်ရှိသွားပြီဒီကောင်ဒီလိုလာနေရင်ဒီလိုပြန်လာတဲ့အချိန်မှာ EMA နာပြန်ရောက်လာကျွန်တော်တို့စောင့်ကြည့်ရုံပဲဒီမှာ EMA ပေါ်မှာ reject လုပ်တာကိုတွေ့လိမ့်မယ်ဒါဆို uncovering ကန်တယ်ပေါ်လာတယ်ဒီ uncovering ရဲ့နောက်မှာကျွန်တော်တို့က trade ဝင်လို့ရသွားမယ်ဆိုတော့အဲ့မှာကျွန်တော်တို့ကဘယ်လို strategy မျိုးသုံးတယ်ဘယ်လို entry ဝင်မယ်ဘယ်လို candle ကိုသုံးမယ်ဆိုတာကျတော့အသေးစိတ် detail ကျွန်တော်တို့သွားမယ်တိကျဖြစ်သွားပြီတယောက်လည်းတူချင်မှတူမှာပေါ့နော်ဆိုတော့ကျွန်တော်တို့အကယ်၍ trend shift ကို trade လို့မမီဘူးဆိုလို့ရှိရင် trend shift ကိုမ trade နဲ့ trend shift ပြီးတဲ့အချိန် EMA နဲ့ဒီ price နဲ့ဝေးသွားတဲ့အချိန်ကို AC ထိုင်ဆောင်နေလိုက် EMA နဲ့ price နဲ့ကျွန်တော်ပြန်နီးလာပြီဆိုရင်ဒီလိုပြန်ကတ်လာပြီဆိုလို့ရှိရင် focus လုပ် EMA ပေါ်မှာပြန်လာပြီးတော့ price ကြီးပြန်နားပြီဆိုလို့ရှိရင် rejection ပေါ်မပေါ်ကြည့်အဲ့တော့ rejection ပေါ်ရင် trade မပေါ်ရင်မ trade နဲ့ဒါပဲကျွန်တော်တို့လုပ်လို့ရတယ်နော် okay ဟုတ်ပြီနော်အဲ့တော့ဟုတ်ပြီအဲ့ဆိုလို့ရှိရင်ကို trade တွေကအရင်နည်းနေမလားမနည်းပါဘူးဒီမှာကျွန်တော်ဟို pair တွေအများကြီးပဲကြိုက်တဲ့ pair တွေကျွန်တော်တို့ကြည့်လို့ရတယ်ဟိုမှာရွှေမှာဆိုလဲနော်ဒီမှာကျွန်တော် EMA 50နဲ့ဟိုမှာတောက်လျှောက်တွေ့လား EMA ကို trend shift ဖြစ်သွားပြီးရဲ့နောက်မှာ EMA နဲ့တူနေဝေးသွားပြီးတဲ့အချိန်မှာ EMA စီကိုပြန်လာတော့တောက်လျှောက်စိတ်ရှည်နေစောင့်လို့ရတယ်ဟိုမှာ EMA စီဒီကောင်ပြန်ရောက်လာ rejection ကောင်းတွေ့တယ်ဒီမှာနှစ်ချက်တောင်တွေ့တယ်ဒီမှာကြည့်တွေ့လားဒါလေးပြေးလိုက်နှစ်ချက်တွေ့ရကြဒီနေရာမှာကျွန်တော်တို့ဝင်လို့ရသွားတယ်အဲ့ trade တိုင်းနိုင်မှာမဟုတ်ရှင်းလေးကျွန်တော် trade တိုင်းနိုင်တဲ့ strategy ဆိုတာလည်းဘယ်နေရာမှာမှမရှိဘူးဒါပေမဲ့ကျွန်တော်တို့10 trade မှာ6 trade နိုင်တယ်ဆိုလို့ရှိရင်ဟိုကျွန်တော်တို့အများကြီးကောင်းတယ်ဟုတ်နော်ကျွန်တော်ကြည့်လိုက်ဆိုတော့ EMA ဒီမှာဒါဆိုရင် EMA trend shift ဒါဒီနေရာမျိုးတွေမှာဗျာ EMA နဲ့ဒီကောင်နဲ့ရှုပ်ချက်ခိုင်းတယ်ဘာလို့မှမသိဘူးမလားဘာလို့မှမသိမ trade နဲ့ရှင်းလေးမ trade နဲ့ဒီမှာ EMA ဒီလိုအောက်ကို break တာဒီလိုဝေးသွားပြီး okay ပြန်လာတယ်ဒီမှာတွေ့လား EMA ပေါ်မှာ shooting star လှလေးပြန်ပေါ်လာတယ်အောက်ကိုလည်း shift ထားတယ်သူကဟိုမှာ 2.3R တွေ့လား trade လို့ရတယ်1 trade ရတယ်ဆိုတော့ဒါမျိုးတွေကျွန်တော်တို့ဝင် trade လို့ရလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ tips လေးတွေတော့ကျွန်တော်ပြောဖို့လိုတယ်နံပါတ်1မသိရရင်မ trade not so sure no trade no commission no trade ဒီ setup ကငါမကြိုက်ဘူးဆိုလို့ရှိရင်ကိုယ့်ပတ်စံမရင်းနေပါဗျာရှင်းလေးပဲကျွန်တော်တို့အနိုင်သေးကြလောက်တဲ့ဟာကိုပဲကျွန်တော်ဝင်ရင်းပါအောင်ဘယ်ဟာမှတော့ 100% မသိကြဘူးဒါပေမဲ့ကြည့်လိုက်လို့ရှိရင် okay ဒါကတော့ငါဝင်ရင်းလို့ရတယ်ငါပတ်စံဝင်ရင်းလို့ရတယ်ဆိုတဲ့အနေအထားမျိုးမှာဝင်ရင်းနော် opportunity ကိုနေတိုင်းပေးတယ်ကျွန်တော် market က okay week break no trade break လုပ်တဲ့အချိန်မှာ week break ဆိုရင် no trade အဲ့လိုပဲကျွန်တော်တို့ EMA ပေါ်ကိုပြန်ပြီးတော့လာကက်တယ်မသိကြဘူးမ trade နဲ့ဟုတ်ပြီနော်နောက်တစ်ခုကကျတော့ EMA 50က lagging ဖြစ်တယ်နော်အဲ့တော့ history of price ဖြစ်တယ်ဒီ EMA 50ရဲ့ EMA အားလုံးက50မဟုတ် EMA အကုန်လုံးရဲ့data အကုန်လုံးကဟိုအရင်တုန်းကဟာတွေဟုတ်တယ်နော်အရင်တုန်းကဟာတွေဒါကျွန်တော်တို့အနာဂတ်မဟုတ်ဘူးအတိတ်ကိုပြနေတာရှင်းလေးအတိတ်ကိုပြတဲ့ data ကိုကျွန်တော်တို့ယူပြီးတော့အနာဂတ်မှာလည်းဒါမျိုးဖြစ်လာနိုင်ကောင်းရဲ့ဆိုပြီးတော့ trade တာဟုတ်ပြီနော်အဲ့ဒါမသေးကြဘူးဆိုလို့ရှိရင်တခြား confluence နဲ့ပါဥပမာကျွန်တော်တို့ဘာနဲ့ပေါင်းလို့ရတယ်ဒီမှာဆိုလို့ရှိရင် RSI နဲ့ပေါင်းလို့ရတယ်ဗျာ for example Bollinger Band နဲ့ပေါင်းလို့ရမှာဗျာပြီးရင်
Fibonacci နဲ့ပေါင်းလို့ရမှာဗျာဆိုတော့ကိုအားတာရဲ့တခြား indicator တစ်ခုနဲ့ပေါင်းလိုက်ပေါင်းလို့ရှိရင်အဲ့ indicator ကြီးကိုဒီကောင်ရောနှစ်ခုစလုံးပေါ်တဲ့အချိန်ကြာမှာ trade ဒါမျိုးလောက်အောင်เนาะဒါကကျွန်တော်မှတ်ထားရမယ့်ကိစ္စ okay အဲ့တော့ဒီဒီပြအောင်ကြည့်ပေးတာကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့တိတ်မကြခင်စမယ်ပေါ့နော်ဒီ premium program တွေ coaching program တွေကိုလည်း join ဖို့လေးစဉ်းစားပြပါเนาะကျေးဇူးအများကြီးတင်ပါတယ်ငွေဝင်တဲ့နေ့လေးဖြစ်ပါတယ်